နေပြောလို့ပြောလိုက်တာနဲ့လူတွေကအခုလိုပဲနန်းစင်ကိတ်ကိုပထမဦးဆုံးပြေးမြင်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့နန်းစင်ကိတ်လည်းမဟုတ်ပါဘူးမြစ်ချင်လည်းမဟုတ်ပါဘူး Cyrus TV ဟိုးရင်တော့ကမောင်းမဲ့ကမရှိပဲရှင်းလင်းနေတဲ့လမ်းမကျယ်ကြီးတွေရှိတဲ့မြို့ဒါပေမဲ့အခုဆိုရင်အဲ့လမ်းမကျယ်ကြီးတွေပေါ်မှာကားတွေလူတွေများစွာနဲ့တက်ဝင်လှုပ်ရှားနေပါပြီအခုကျွန်တော်ရောက်နေတဲ့နေရာကမြန်မာနိုင်ငံမြို့တော်နေပြည်တော်ပဲဖြစ်ပါတယ်ကျွန်တော်နန်းစိန်ဂိတ်အပြဘယ်လောက်လဲနေပြည်တော်လို့ပြောလိုက်တာနဲ့လူတွေကအခုလိုပဲနန်းစိန်ဂိတ်ကိုပထမဦးဆုံးပြေးမြင်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့နန်းစိန်ဂိတ်လည်းမဟုတ်ပါဘူးမြစ်ချင်လည်းမဟုတ်ပါဘူးနေပြည်တော်မှာရှိနေတဲ့ညာဈေးတွေပဲဖြစ်ပါတယ်နေပြည်တော်မှာတော့ညာဈေးတွေအများကြီးပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်သိရသလောက်တော့မြို့မှာတပြေကုန်းဈေးနဲ့ပုပ္ပညာဈေးတွေကနာမည်ကြီးပါတယ်ဒီနေ့ကတော့ကျွန်တော်နဲ့နီးတဲ့တပြေကုန်းဈေးကိုသွားမှာပဲဖြစ်ပါတယ်ညာဈေးတွေမှာတော့အဓိကကတော့ street food တွေအများကြီးပဲရှိတာဖြစ်ပါတယ်နေပြည်တော်ရောက်လို့တခုခုစားချင်ပြီဆိုရင်လည်းကျွန်တော်ဒီညာဈေးတွေကိုပဲအရင်ဦးဆုံးသွားတတ်ပါတယ်ညာဈေးဆိုပေမဲ့လည်း street food တွေပဲရှိတာတော့မဟုတ်ပါဘူးဒီလိုမျိုးဟင်းစားတွေလည်းရောင်းတတ်ပါတယ်ရုံးဝန်ထမ်းတွေကရုံးစင်းချိန်ဆိုရင်ဒီမှာဟင်းစားတွေလာဝယ်တတ်ပါတယ်ရုံးစင်းချိန်ဆိုရင်တော့ဒီညာဈေးတွေကလူများတတ်ပါတယ်ညာဈေးတွေမှာအဓိကဦးစားပေးရတော့ street food တွေပဲဖြစ်ပါတယ် street food ဆိုင်တွေကတော့ဟင်းစားဆိုင်တွေတက်ပို့ပြီးတော့များပါတယ်နေပြည်တော်ရဲ့စားတက်လေးရှိတဲ့ဒေတာအစားအစာအချို့ရဲ့ပုံစံကိုလည်းဒီညာဈေးတွေမှာတွေ့ရတတ်ပါတယ်ညာဈေးဆိုပေမဲ့လည်း8နာရီလောက်ကြာရင်တိတ်မကြံတော့တဲ့အတွက်တိတ်တက်ပါတယ်နေပြီးတော့ရောက်ရင်ကိုယ်နဲ့နီးစပ်တဲ့ညာဈေးတွေကိုတွားရောက်လဲပတ်စားတောက်ဖို့အတွက်ကျွန်တော်ညွှန်ကျင်ပါတယ်အားလုံးပဲနေပြီးတော့ညာဈေးတွေကိုတွားဘူးလားတွားဖို့ရင်နေပြီးတော့ညာဈေးတွေမှာဘယ်အစားအစာကြိုက်လဲဆိုတာကျွန်တော် comment မှာရေးပေးပါအောင်နေပြီးတော့နောက်ထပ်ဘယ်နေရာတွေတွားလဲရအောင်လဲဆိုတာကျွန်တော်ညွှန်ပေးပါအောင်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်